안녕하세요 여러분. 디그네이터 채널 두두 칸나스시가 정보와 문화를 우리라지자매 강생글리가 바리레스로 한국의 명절 코리아의 니지예지 코리아의 보이조리우 뼈요마 다스로신 저희 바라마 장고 사비를 파티지자매 한국에는 코리아နိုင်ငံမှာကတော့တဲ့ 무슨 명절이 있을까요? 무슨 수라가 바베ဟုတ်ပြီနော် 바베ဆိုတဲ့ သူရဲ့နောက်မှာဘာကတ်တာလဲဆိုတော့အမျိုးအစားကြီးကတ်တာများတယ်အဲ့တော့ဒီမှာ 명절 ဆိုတာကအခါကြီးရကြီးပွဲတော်တွေပြောချင်တာအမျိုးအစားတွေကပွဲတော်တွေကအများကြီးရှိရတယ်အဲ့တော့အမျိုးအစားအများကြီးရှိတဲ့ကောင်ရဲ့ရှေ့မှာမိကွန်းစလုံးနေနေဆိုလို့ရှိရင်ဘာလေးလာကတ်တာလဲဆိုတော့ 무슨 နဲ့ကတ်တယ်ဟုတ်ပြီနော် 무슨 명절이 있을까요? ကိုရီးယားမှာဆိုလို့ရှိရင်ကိုရီးယားနိုင်ငံမှာဆိုရင်ဘလို့ဝဲတော်မျိုးတွေ 있을까요? ရှိမှာလဲရှိလောက်မှာလဲရှိတယ်လေဟုတ်ပြီနော်အဲ့တော့အနောက်ကနေပြန်ပြီးရေးပြထားတယ် 한국의 대표적인 명절로는 한국의 코리아의 대표적인 대표 수라가 고사뷰라고ပြောချင်တာ 고사뷰라 အနောက်ကဒီမှာ job ကလေးလာပေါင်းထားရတွေ့ရနော်တချို့တွေ topic ဖြစ်လို့ရှိရင်ဒီ job ကလေးခဏခဏကိုတွေ့ရလိမ့်မယ် job ကအသုံးသုံးခုရှိရယ်ပထမတစ်ခုကဘာလေးလဲဆိုတော့ verb သူ့ job ကို verb ဖြစ်ချင်လို့ရှိရင်ဘာလေးလာပေါင်းတာလဲဆိုတော့ either လေးလာပေါင်းလိုက်တယ်နံပါတ်2ကကြတော့ဒီ job ရဲ့နောက်မှာ noun လေးပါလာမယ်ဒီ job ရဲ့နောက်မှာ noun ပါလာမယ်ဒီမှာလိုမျိုး 명절 대표적인 명절 대표 job ရဲ့နောက်မှာဘာလေးပါလဲဆိုတော့ 명절 ဆိုတဲ့ noun ကလေးပါလာမယ်ဒါဆိုလို့ရှိရင် cherry job ကိုဘာလာပေါင်းပြရလဲဆိုတော့ in လာပေါင်းပြလိုက်တော့ဘာဖြစ်သွားရလဲဆိုတော့ adjective ဖြစ်သွားရောနာမဝိသေသနာဖြစ်သွားရောအဲ့ဒါလေးတစ်ချက်သိချပေးမယ်နော်နံပါတ်3ကကြတော့ adverb အဲ့ဒါဘာလေးလဲဆိုတော့ဥလိုလာပေါင်းပေးရတယ်ဒီ job ကကြတော့ဒီ cherry EPS မှာတော့တိတ်တော့တွေ့ရလိမ့်မယ်ရှိဘူးဒါပေမဲ့ topic ဖြေတဲ့အကြောင်းသားတွေဆိုလို့ရှိရင်ဒီ job ကိုခဏခဏတွေ့ရလိမ့်မယ်ခဏခဏလည်းဒီကြက်တဲ့အထဲမှာပါလိမ့်မယ်ဒီ topic ဖြေမယ်ဆိုလို့ရှိရင်လေ level အမြင့်နေဆိုလို့ရှိရင်ဒီ cherry ဒီ job တွေထိုင်ကြက်ရတော့မှာဒီ job လေးထိုင်ကြက်ရတော့မှာဒါဆိုလို့ရှိရင် cherry အခုကတည်းကဒီနည်းနည်းပါးသိထားလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒီ job ကို verb ပြောင်းမယ်ဆိုလို့ရှိရင် either ပေါင်းမယ် job ကို adjective ပြောင်းမယ်ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ job ရဲ့နောက်မှာ noun ပါလာမယ်ဆိုလို့ရှိရင် cherry in လေးလာပေါင်းပေးရမယ်ပြီးတော့ job ကို adverb ပြောင်းချင်လို့ရှိရင်တော့ ဥလိုလာပေါင်းပေးရမယ်ဒါကတော့ဒီလောက်သိထားလို့ရှိရင်တော့ရပါတယ်EPS မှာတော့တိတ်တော့မလို့ဘူးထင်လို့ share တော့ပဲအချင်းချုပ်ပြီးတော့ပြောလိုက်တာပေါ့နော်topic ဖြစ်မဲ့အကြောင်းသားတွေဆိုလို့ရှိရင်တော့ဒီ job ကလေးကိုတေးချလေးကြည့်ချပေးကြပါပေါ့နော် level မြင့်လာလို့ရှိရင်အဲ့ဒီ job တွေကခဏခဏပါလာတဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ 대표 job job ရဲ့နောက်မှာဘာလေးပါလဲဆိုတော့ 명절 ဆိုရယ် noun လေးပါလာတယ် noun ပါလာတဲ့အတွက်ကြောင့်မလို့ cherry job ကို job ရဲ့နောက်မှာ noun ပါလာလို့ရှိရင်သူတို့နှစ်ခုကြားထဲမှာဘာလေးထည့်ပေးရလဲဆိုတော့ in လေးလာထည့်ပေးရတယ်ဟုတ်ပြီနော် job ရဲ့နောက်မှာ noun ပါလို့ရှိရင် cherry in ပေါင်းလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဒီကောင်လေးက adjective ဖြစ်သွားရောနာမဝိသေသနာဖြစ်သွားရောဆန်တော့ကိုစားပြုဖြစ်တော့အဲ့လိုဆန်တော့ဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်เนาะဒီ jogging ကလေကိုရီးယားရဲ့ကိုစားပြုဖြစ်တယ်ကိုစားပြုဖြစ်တော့ 명절로는အခါကြီးရဲ့ကြီးအနေနဲ့ပွဲတော်အနေနဲ့ဆိုလို့ရှိရင်တော့နောက်မှာသူကပွဲတော်၃ခုရှိမယ်설날 설날 아담 터프너 설날ဘာလို့လဲဆိုတော့ ra ကနာနဲ့တွေ့သွားတယ် ra ကနာနဲ့သွားတွေ့တော့လို့ရှိရင် cherry ra နာအတန်ကို ra အတန်ထပ်ပေးရတယ် ra နှလုံးပေါင်းလိုက်တော့ la အတန်ဖြစ်သွားရော 설날ဟုတ်ပြီနော် 설날ဆိုတာကဒီနေ့နေ့ရဲ့နှစ်တကူရဲ့နေ့ကိုပြောချင်တာနှစ်တကူရဲ့နေ့နောက်တစ်ခု 정원 대보름 ဆိုတဲ့ကောင်လေးပေးရတယ်정원ဆိုတာဘာအဓိပ္ပာယ်လေးကိုပြောချင်တာလဲဆိုတော့နှစ်တနေ့ရဲ့ဒီပထမဆုံးလ 정원နှစ်တနေ့ရဲ့ပထမဆုံးလ 대ဆိုတာကကြီးတာ보름ဆိုတာကလပြည့်နှစ်တနေ့ရဲ့ပထမဆုံးဒီလပြည့်ဝန်ကြီးထွက်လာတဲ့အထိတ်မှတ်အနေနဲ့လုပ်တာဒီပွဲတော်ကျင်းပတာပေါ့နော်ပြန်ပြောမယ်정원ဆိုတာကနှစ်တနေ့ရဲ့ပထမဆုံးလတစ်လပိုင်းကိုပြောချင်တာဟုတ်ပြီနော် 대ကဆိုတော့ကြီးရယ်ဆိုရဲအဓိပ္ပာယ် 보름ဆိုတာကလပြည့်နှစ်တနေ့ရဲ့ဒီပထမဆုံးလမှာစပြီးတော့ထွက်လာတဲ့ဒီလပြည့်ဝန်ကိုအထိတ်မှတ်ထားပြီးတော့ဒီပွဲတော်ကျင်းပကြတာပေါ့နော်နောက်တစ်ခုကကျတော့ cherry တီတာပြီးသား추석
추석 수아가 꺾듯사회 꺾이땡보에 보너 이 추석 소비요 시바리 제리 바타마 다바이 고사비요 파지지자메 왜로와 덩구시메너 바타마 다바이 클리아 발리베야레 소로 설날은 음력 1월 1일로ဒီမှာကြည့်မယ်설날을နှစ်သက်ကူရဲ့နေ့ဆိုတာကတော့တဲ့ဒီမှာလေတံပြောင်းတာသတိချမယ်နော်နှစ်သက်ကူရဲ့နေ့ဆိုတာကတော့ညော့ဒီမှာလေညော့အတန်လာထွက်ပြရမယ်နော်လေတံပြောင်းတဲ့ကောင်လေးတွေကနဲ့တော့သတိချပေးမယ်အခုမှစပြီးတော့လေတံကိုလေတံပြင်မယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့သတိချပြီးတော့ထိမ့်ပြီးတော့ထွက်ပြရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မားကရာနဲ့တွေ့တာတော့ cherry ဒီတန်းဘာဒီရာတန်ကို cherry ဘာတန်ပြောင်းထက်လိုက်တာလဲဆိုနာတန်ပြောင်းထက်လိုက်တယ်ဒါလည်းဆိုလို့ရှိရင်လျော့အတန်လာမထွက်တော့ဘူးညော့အတန်ထွက်ပေးရမယ်ဟုတ်ပြီနော်ဘယ်လိုတန်ထွက်မလဲဆိုတော့ညော့အဲ့လိုတန်လာထွက်ပေးရမယ်နှစ်သက်ကိုရဲ့နေ့ဆိုတာကတော့တဲ့ညော့ဆိုတာကလာပြက်ကလေးကိုပြောချင်တာလာပြက်ကလေးမမဆိုလို့ရှိရင်လာဆန်းလာစုပ်အဲ့လိုလေးခွဲခြားထားတဲ့ဒီပြက်ကလေးပေါ့နော်ဒီ cherry အင်္ဂလိပ်ကနေယူထားတဲ့ဒီပြက်ကလေးမဟုတ်ဘဲနဲ့လာဆန်းလာစုပ်ပေါ်ခြေခံပြီးတော့သတ်မှတ်ထားတဲ့ပြက်ကလေးတို့မှလည်းအဲ့လိုရှိရလာပြက်ကလေးလို့ခေါ်တဲ့ရိုးရာပြက်ကလေးပေါ့နော်음력 1월 1일로လာပြက်ကလေးတစ်လပိုင်းတစ်ရက်နေ့ဖြစ်ပြီးတော့အဖြစ်နဲ့ 한국의 코리아의 가장 성스러운 데이벨이 라메 아나가 크다 지레အဲ့ဒါနဲ့ပေါင်းပြီးတော့ပြမယ် 가장 큰အကြီးဆုံး명절입니다. ပွဲတော်ဖြစ်ပါတယ်နေကျူးနေ့မြတ်ဖြစ်ပါတယ်အခါကြီးရဲ့ကြီးဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီကောင်းလေးပြန်ကြည့်မယ်နှစ်သက်ကူရဲ့နေ့ဆောလာဆိုတာကတော့လာပြက်ကလေးတစ်လပိုင်းတစ်ရက်နေ့ဖြစ်ပြီးတော့ကိုရီးယားရဲ့အကြီးမားဆုံးပွဲတော်ဖြစ်ပါတယ်တဲ့နောက်တစ်ချောင်းကို cherry set ကြည့်ကြမယ် 설날이 되면 따로 살던 가족들이 함께 모여 조상께 차례를 지내고 어른들께 세배를 드립니다. 얼지마지매 설날이 되면 늦대구에 니샤울라인 늦대구이 소인 따로ဆိုတာကတီးချတီးတန့်ဆိုရဲဒီပဲတီးတန့်ဆိုရဲဒီပဲเนาะသားတို့တီးတန့်စီတတ်စီကိုဒီအိမ်နဲ့နေတာကျတော့မိသားစုတစ်စုလုံးဝိုင်းဖွဲ့ပြီးတော့နေတာမဟုတ်ပဲねကိုအိမ်တိုးအိမ်ထူထောင်ပြီးတော့နေကြတာပြောချင်တာသားတို့살던တီးတန့်နေကြတယ်တီးချစီနေကြတယ်ခါကျုပ်တည်းမိသားစုတွေက 함께 모여 함께ဆိုတာကအတူတူဆိုရဲဒီပဲနဲ့အတူတူ모이다ဆိုတာကစုဝေးတာအဲ့ဒါမှအာရုံပြောင်းတာတယ်မိုးရောစုဝေးပြီးတော့မိသားတီးချနေထိုင်ကြတယ်မိသားစုတွေအတူတူစုဝေးပြီးတော့ဂျိုးဆန်းဆိုတာကဘိုးဘေးပြီးပင်ကဲဆိုတာကကဲလို့လာမသုံးတော့ဘူးเนาะဘာသုံးလိုက်တာလဲဆိုတော့ကဲလာသုံးလိုက်တာကဲဆိုတာကလုံးဝအရင်ကြီးသုံးလုံးဝ존댓말လုံးဝအမြင့်ဆုံးအရင်ကြီးဆုံးဂျိုးဆန်းကဲဘိုးဘေးပြီးပင်တွေကို차례를 지내고နှစ်ပတ်လဲဝိညာဉ်ကြောတာမျိုးတွေ지내고ပြုလုပ်ပြီးတော့ 어른들께 လူကြီးမိဘတွေကိုဘိုးဘေးပြီးပင်နေဆိုလို့ရှိရင်ဘာလို့တာလဲဆိုတော့ဝိညာဉ်ကြောတာနှစ်ပတ်လဲခန္ဓာအနေနဲ့ကြောချတာ 어른들께 လူကြီးမိဘတွေကိုဆိုလို့ရှိရင်ဘာလုပ်ကြမှာလဲဆိုတော့တက်ရှိထင်ရှားရှိနေတဲ့လူကြီးမိဘတွေကိုဆိုလို့ရှိရင်세배를 드립니다. နှစ်သက်ကြောတာမျိုးတွေပြုလုပ်ကြပါတယ်တဲ့နောက်တစ်ကြောင်းကြည့်မယ် 설날에는 떡국을 함께 나눠 먹고 윷놀이를 하면서 가족들과 함께 즐거운 시간을 보냅니다.ဒီတစ်ကြောင်းကြည့်မယ် 설날에는 설날နှစ်သက်ကူရဲ့နေ့မှာဆိုလို့ရှိရင်တော့တဲ့떡국을ဘာလေးကိုလဲဆိုတော့ 떡ဆိုတာကဆန်မုတ် gukဆိုတာကဟင်းအရေကျဲလေးပြောချင်တာဟိုလိုမျိုးအရေအထက်ကြီးကိုပြောတာမဟုတ်အရေကျဲလေးရေကျဲလေးပြောချင်တာအဲ့ 떡ဆိုတာကဆန်မုတ် gukဆိုတာကဟင်းကျဲလေးနောက်ပြီးနော်ဟင်းအကြီးလေး사모히고 함께 아주두과 아주두 나누다ဆိုတာကဝေမျှတာမျှဝေပြီးတော့
먹고 싸자비 왜냐 싸자비로 디마치메 체요리 차의 무인 아따땅아 바달레스로 다다 허비노 에이 자가 디마 마나 비네 도와드리로 신의 체리 다단고 다단라 털로미야로 나단 트레비야레 에로 육노리 유로 노리다 묘မဟုတ်တော့ ဘာသာဖြစ်တော့လဲဆို연놀이 연놀이 연날이 ပေါက်သွားတယ်သိထားမယ်နော်ဘာလို့လဲဆိုတော့ cherry သူ့ရဲ့ဒီချရဲ့ပေးရတဲ့အသက်ကဘာလို့လဲဆိုတော့ချတက်ချရဲ့မူရင်အသက်တန်က cherry အတန်ထွက်တဲ့ခါကျလို့ရှင်ပြောင်းထွက်ပေးရတယ်လေသူ့ရဲ့ဒီအသက်တန်ဘာတန်လဲဆိုတော့ဓာတ်တန်ဒါပေမဲ့ဓာတ်က cherry ဒီမှာကြည့်မယ်ဘီးတွေကဘာဘီးလဲဆိုတော့နာဘီးဒါကမာနာဖြီးနဲ့တွားတွေ့လို့ရှိရင်ဓာတ်ကိုဓာတ်တန်တိုင်းထွက်ပေးလို့မရတော့ဘူး cherry နာတန်ထွက်ပေးရမယ်အဲ့တော့ you know ဒီမဟုတ်တော့ဘူးဘာဖြစ်သွားလဲဆိုတော့ yon no ဒီဆိုရဲအတန်လေးဖြစ်သွားရောတတိထားမယ်နော် yon no ဒီဆိုရဲအတန်လေးဖြစ်သွားရော yon no ဒီဒီယူကစားနီးပေါ့နော်သူတို့ကိုရီးယားရိုးရာယူကစားနီးကိုဟာမြွန်ဆော့ကစားပြီးတော့ကစားရင်းနဲ့가족들과 미다주리네 함께 아주주 즐기다 수라가 즐겁다 수라가 뼈신의 진우래 다당우야 또의 originally 배알라래 수로 즐겁다 movement ဘာသာပါတဲ့ကြောင့်မို့ cherry တွေ movement နဲ့ပတ်သက်ကိုဒီတိုင်းထားလို့မရအောင်အဲ့ဒီဘာသာကိုအရင်ပြောင်းပေးရမယ်ဘာပြောင်းပေးရမှာလဲဆိုတော့ o တော့မဟုတ် u ပြောင်းပေးရတယ်ဒါပေမဲ့အများစုကတ်တဲ့ကောင်ကဘာပဲကတ်တာလဲဆိုတော့ cherry u ဒါပဲကတ်တယ်ဟုတ်ပြီနော်အဲ့တော့ 즐겁다 နေဘာပြောင်းသွားတာလဲဆိုတော့ 즐거우다 အသက်မပါတော့ဟုတ်ပြီနော်အဲ့တော့ 즐거우다 ပျော်ရွှင်စရာကောင်းသည်သူ့ adjective ပြောင်းချင်လို့ရှင် cherry နင်းတော့မဟုတ် una နဲ့လာပေါင်းပေးရမယ်လို့ဒီချက်ခဏခဏပြောတယ်အဲ့တော့နင်းကကျတော့လှုပ်ရှားမှုပြနဲ့တော့ပေါင်းတာဥနာကကျတော့ဂုံရီပြနဲ့ပေါင်းတာအင်္ဂလိပ်လိုဆိုလို့ရှိရင်လှုပ်ရှားမှုပြဆိုလို့ရှိရင် action verb နဲ့ပေါင်းတယ်ဂုံရီပြဆိုလို့ရှိရင် quality verb နဲ့ပေါင်းတာပေါ့နော်အဲ့တော့ဒါလှုပ်ရှားမှုပြတို့ဂုံရီပြတို့သုံးပါလား action verb တို့ quality verb တို့သုံးပါလားဆိုတာကကိုယ့်သဘောထားနဲ့ကိုမိမိနဲ့တက်ရခေါ်လို့ရတယ်ပေါ့နော်လှုပ်ရှားမှုပြဆိုလို့လှုပ်ရှားမှုပြဖြစ်တဲ့action verb ဆိုတာကတော့တွာလာလှုပ်ရှားနေတာလှုပ်ရှားလုပ်တဲ့ verb တွေပေါ့ဥပမာဆိုလို့ရှင်တွားတယ်လာတယ်စားတယ်တောက်တယ်အိတ်တယ်နားတယ်အဲ့လိုလှုပ်ရှားမှုကိုပြချင်လို့ရှင်ရင် cherry နည်းနည်းလာပေါင်းနေဂုံရီပြဖြစ်တဲ့ quality verb ဆိုလို့ရှိရင်တော့ဘယ်လိုဟာတွေမျိုးလာလဲဆိုတော့ကြီးတယ်ငယ်တယ်ကျင်းတယ်သေးတယ်ကြီးတယ်လှတယ်ရုပ်ဆိုးတယ်အဲ့လိုဂုံရီတွေကိုပြချင်တာအဲ့လိုဆန့်ကျင်ဘက်တွေရှိတဲ့ဂုံရီလေးတွေကိုပြချင်တာဆိုလို့ရှိရင် cherry ဘာလို့ခေါ်လိုက်တာလဲဆိုတော့ဂုံရီပြဒါမှမဟုတ်လို့ရှိရင် quality verb ဆိုပြီး cherry သွားပြီးတော့ခေါ်လိုက်တာအဲ့ဒီကောင်လေးဆိုလို့ရှိရင်တော့ဥနာနဲ့လာကပ်ပြရမယ်အခုစဉ်းစားမယ်ဂျီနူးတီဆိုတာကလှုပ်ရှားမှုပါလားကိုသွားလာလှုပ်ရှားနေလားမဟုတ်ဘူးเนาะသွားလာလှုပ်ရှားနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့ cherry ဘာနဲ့ပဲပေါင်းပါလဲဆိုတော့တော့မဟုတ်နင်းနဲ့ပဲလာပေါင်းပေးမယ်အသက်ပါလို့ရှိရင်မပါလို့ရှိရင်နာအဲ့တော့ဒီမှာ즐겁다ဆိုအဲ့ဘာချေဘာတကြီးပါတယ်လေဘာလို့ဘာတကြီးပါတယ်နဲ့ပေါင်းမယ်လားတွဲလို့လာလို့မရအောင်เนาะဘာတကနေဒီ cherry ဘာပြောင်းထားပြီးသားလဲ 즐거우다ပြောင်းထားတဲ့ကောင်ကိုပဲ cherry တွေနားလာပေါင်းပေးရမယ် 즐거운 ပျော်ရွှင်စရာကောင်းတော့ကြည်နူးစရာကောင်းတော့ဆိုတဲ့ဒီပဲရှိကနေအချိန်လေးကိုဖိုးနေမိတာဖြတ်တန်းပါတယ်အမိသားစုရဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့ကြည်နူးစရာကောင်းတဲ့အချိန်ကိုဖြတ်တန်းကြပါတယ်ဒီနင်းအနာတော့ဒီဗီဒီယိုတိုင်းလိုမှာခဏခဏရှင်းပြထားမိသားဆိုတော့ရမယ်လို့တော့ထင်တယ်เนาะမရသေးဘူးဆိုလို့ရှိရင်လည်းဒီဒီအနာနဲ့ပတ်သက်တဲ့နင်းအနာနဲ့ပတ်သက်တဲ့ပြီးတော့ verb ဆိုတာဘာလဲ adjective ဆိုတာဘာလဲ job တွေဆိုတာဘာလဲဆိုရဲဒီဗီဒီယိုလေးတစ်ခုလေးတစ်ချက်နောက်ပိုင်းကြလို့ရှိရင်လုပ်ပေးထားမယ်ပေါ့နော်အဲ့ဒါကြလို့ရှိရင်တော့ချက်အပြည့်အစုံလေးရှင်းပြပေးထားမယ်အခုကတော့ဒီနေ့လေးအချင်းချုပ်အနေနဲ့ပဲနားထောင်လိုက်ပေါ့နော်နောက်တစ်ခုကကြတော့ဂရီကိုပြီးတော့ 행복하고 행복 အတန်လာထွက်ပေးရမယ်နော်အဲ့တော့မြတ်လေတန်မှာဒါဘယ်လိုတန်လာထွက်တာလဲဆိုတော့ hambo ဒီလို hambo မဟုတ်လို့ရှိရင်ဒီလို hambo ဆိုပြီးလာထွက်ကြတာ hambo ဆိုလို့ရှိရင်ကိုရီးယားရိုးရာဝတ်စုံဖြစ်သွားမယ်နော်တတိချမယ်အခုက 행복ဆိုတာကပျော်ရွှင်မှုပြောချင်တာပျော်ရွှင်သည်ပျော်ရွှင်မှု
ဒီ hanbok han အတန်နဲ့ညီမတို့ ha နာတန်နဲ့ han လေဆိုလို့ရှိရင်တော့ဟုတ်တယ်အဲ့ဒါကိုရီးယားဝတ်စုံကိုရီးယားရိုးရာဝတ်စုံပြောချင်တာအခုက ha အဲနဲ့လာ